ကျွန်တော်လို့ဓမ္မလေးပါဗျာလို့တပားရိတ်တော်လုံးလို့ဆရာလေးနားတဲ့မှာတပည့်ရိတ်နေဆိုပြီးမှရိတ်ပြနေတယ်လေမြင်ရတာပေါ့ချောမချောလဲနေတာတွေရိတ်ခိုင်းပါလေကြည့်တယ်ဦးရိုက်ရောဟာမောနေပြီမလားမင်းပြောတာအဲ့ဒါမင်းငါရိုက်ပေးနေတယ်တော့ရေးမလို့ရေးမလို့ဆိုင်နာကျွန်တော်တပည့်လေးနှစ်ယောက်မွေးထားပါတယ်တဲ့လို့ပါကွာလေရိုက်ပေါ့ရိုက်ဖို့တက်မှလို့နေပါကွာဟိုဒီညစပါးခုခွေးရနေဥစားကြီးကွာဟဲ့ကိုကိုရိုက်မှာဟိုလေမကွာလာယူပါပြီးနာစပါးထောက်နေရအဲ့လိုမရှိဘူးအမအခုမှမင်းလိန်တော့ငါပါရမှာဟောမတက်လိုက်တယ်စံတော့ကြွားရေးနေပါဘူးလက်လီလက်ကရောင်းချနေပါတဖြစ်လာရောက်အားပေးပါရန်လူသားကဆရာပါဘယ်အောင်ငါတက်တော့လွတ်တာခေါင်းတော့မူတော့မလားစောက်ယူတယ်ခဏရိတ်ကြည့်တော့တဲဆိုပေမဲ့လည်းအကုန်လုံးတော့လှုပ်တဲ့သားရမယ်